တရားဟောပြပါဆိုတော့ဒါတရားဝင်ဖြစ်သွားပြီပေါ့တရားဝင်ဖြစ်သွားပြီဆိုတော့ဒီဒုတိယပစ္စည်းတွေဘယ်လိုတော့ပါနော်ကျွန်တော်နည်းစရာလေးအေးစေးနားပါနော်ဒီကညီလေးလေးတားလေးနားလိုက်တော့နော်ဟိုကိုလည်းနားအောင်နော်ဟုတ်ပြီဟို KB ဆရာလည်းနားတော့နော်ဟိုဆက်ကတော့နားလို့မရဘူးကြလားဆက်ကတော့ဒီဘက်မဲ့ကြောင်လေးထားမယ်ဘာလို့အစိုးပိတ်တရားအစိုးပိတ်ပါဘယ်ဘုန်းကြီးကချမ်းပဲနဲ့လိုက်ပေါ်နေကြောင်နဲ့တွေ့ဘူးလားအေးအဲ့မပါဘူးတရားမပါဘူးဒုတိယတန်ကမပါဘူးဟိုဒုတိယဒီဘာတန်ကဓမ္မသမီးဖြစ်သွားပြီစီးဒီဝိုင်းလည်းမပါဘူးချွင်တောက်လည်းမရဘူးချွင်တောက်လည်းမရဘူးပြိသက်ကရေးကားလည်းမဖြစ်ဘူးလုပ်လို့မရဘူးနော်ဒါဓမ္မသမီးဖြစ်သွားပြီဟုတ်တယ်ဘုရားဘွဲပေါ့သူပြောတယ်ဘုန်းကြီးစိတ်ကြိုတယ်ဘုရားဓမြကြီးဟုတ်တယ်ခမည်းဓမြသာဆိုတခြားဓမြတွေလို့လက်နဲ့မလို့ခမည်းမျက်နှာသာပြလိုက်ကြောက်ပြီးအကုန်ချုပ်ပြီပေါ့ဓမြအဲ့လိုချောတာချောတာမဟုတ်ကြောက်စရာကောင်းတာဟုတ်တယ်မျက်နှာပြတယ်နဲ့ချုပ်ပေးတယ်ဟုတ်တယ်ဟုတ်ပါအိမ်ပြန်ရောက်တော့မင်းမကိုပြကြည့်ဦးမင်းမဘာချုပ်ပေးတာချုပ်ပြီးဒီကမိုင်းပြန်ဝတ်ထားဖို့မင်းလည်းမင်းမအောင်တော့မပြီးဘူးခက်ကြောင်ကြောင်ရန်နာဟုတ်မင်းနာဟုတ်ကဲ့တရားအာယုပြုဟုတ်ကဲ့ပါဟိုကဘူးလေးကောင်းအောင်ဘာဝနာပွားရအောင်ဘာဝနာပွားမယ်အဆင်မဟုတ်သေးဘူးနော်เนี่ยဆရာပြောလိုက်ဖင်ရိုက်လိုက်ခေါင်းရိုက်လိုက်နဲ့ပဲဘဝဘူးကောင်းအောင်မယ်ဟုတ်ဘူးလို့နော်အနန္တကုဏဟဝနာမိတ္တဗရာအနန္တကုဏဟဝနာမိတ္တဗရာအနန္တကုဏဟဝနာမိတ္တဗရာဆက်ဆရာတို့လက်ဖက်ရပို့ပြီလားတတ်တော့လက်ဖက်ရဖွင့်ပြီးမျိုးတော့တောက်ကြငါတို့ရှစ်ပဲပြားတည်းဟလာဝဲခဲ့ကွယ်လက်ဖက်ရရှစ်ပဲပြားပါလားလက်ဖက်ရပဲ့နဲ့ရောင်းတာမဟုတ်ဘူးလက်ဖက်ရခွန်းနဲ့ရောင်းတာပဲ့နဲ့ရောင်းတာအရဲ့ဘယ်သိမလဲကွာဘုန်းကြီးလက်ဖက်နိုင်မှထိုင်ဘူးရမှာဟုတ်တယ်မင်းကဘာလို့ထားပြောရတာငါတို့ရန်ကုန်မှာဆိုရင်ကြံဒီကန်ကိုဖွင့်အဲ့လက်ဖက်ကြံဖွင့်လို့ပဲဟုတ်လားဟုတ်ကပဋ္ဌာန်းရုပ်လို့ပဋ္ဌာန်းမွန်းနေတာခေါ်လို့ဟောကြံဒီကန်ပဋ္ဌာန်းဝင်များတစ်ဖေးဆိုင်လို့စီးသွင်းထားတယ်မှသိပါဘူးအဟံဗုဒ္ဓဆုံးမှာပဲကသုံးသွဲရောက်ွယ်ခြင်းကြပဋ္ဌာန်းကျန်တော်ကြီးကစရေးတူတယ်ဟာဒီစဘာကိုပေးတာဘုရားရီကဘုန်းကြီးပြောင်းကြတယ်ကွယ်ရသည်တာဒနာသဝိနိအစဉ်တိုင်းသာလျင်မိုက်ဟေဝိုင်းဟာအထုံးကြီးတွေလို့ကတော့မှာပါမင်းဘယ်လိုဖြစ်ပြန်တော်မူလဲမလို့ပါဗျာပတ်ဆက်စူရတာမလွယ်လို့2025လောက်ကျမှပြန်တော်မူနော်အားရပါရတကြိုပဲပေါ်လေသူကမကွယ်ကြီးယခုကွယ်ပြောက်လို့ရဲ့အားနဲ့တိုင်းမှာပဋ္ဌာန်းရင်ပွဲတွေတွေ့ကြုံမှသဖြင့်လူသောဝမ်းမြောက်အထောက်အကူဘုရားသာသနာတကုထူမဟဲ့လို့ဇဘူဖွင့်ပြတရားဟောဓမ္မကတိကဥနာမသမုတ်အကျွန်ုပ်ဒီခေါမနေနဲ့မင်းမလင်အဲ့ဒါပဲရတယ်တော်ပြီဘာနည်းနည်းလေးခေါ်လိုက်ပါဦးဗျာကျန်နေကနေနဲ့ဘယ်တော့ဖြစ်တော့အနန္တကုဏဘုရားကုံတရားကုံသံဃာကုံနဲ့မိကုံဖကုံဆရာသခင်တို့ဤကုံတော်ကိုတဗရာပဋ္ဌာန်းကိုရဘေခါမဆိုင်အခါတိုင်းဝဒမေပဋ္ဌာန်းမယုခင်စိတ်ကြည်လေအောင်လမ်းရွှင်ပြဖြိုးလက်စေရထိတ်မှမိုး၍ရှီခိုးရောလိုက်ပါ၏ဖယားသာဓုသာဓုသာဓုနမောတတဗုဒ္ဓဝါတောရဟတောတမတမုဒ္ဒတာဟေတုပစ္စယောအာရမဏပစ္စယောဘာညာကွိကွပစ္စယောဘိုးကျိုးပြတာမဟုတ်ငါချတာမင်းဘာလို့ချတာဘာညာကွိကွပစ္စယောရှိလို့လားမင်းအမေလင်ဒီဘုန်းကြီးက24ပစ္စည်းဆုံးအောင်ရတာမဟုတ်ဘူးမသားရဲ့အဲ့မှာဘာညာကွိကွတဘာထိုင်တော့ပြည့်သွားအောင်ဘာမှအထူးပါလည်းနားမယ်ဟာဆရာတော်တန်ဃာတော်မြတ်များဖျားရှောက်ရရှိရရှောက်ဦးမိုးတင်ရဲ့ဖျားဟောတွေကိုပြေးနေပါတယ်အခါတည်းထောင်ချတတကြုံပို့ပေးကြပါဗျာအမှုကဘာမှလုပ်တာမဟုတ်ဒီဖျားဟောကိုပြေးလိုက်ကျွန်တော်ကအဝင်စီးကြောင်ကိုလေတယ်အဖူးကြီးတယ်လေဒါပေမဲ့ကျန်ဒီကနာမည်ကြီးတယ်အဲ့ပဋ္ဌာန်းပွင့်တဲ့နာမည်ကြီးတာဟုတ်ပါနဲ့ကျန်ဒီကနာမည်ကြီးတယ်ဆိုတဲ့ငိုတဲ့ဇတ်ထုတ်ဇက်ကွက်အဲ့တရားဒီနာမည်ကြီးအဲ့ဒါကိုနာနေတာတကယ်နာမဟုတ်ကဲ့တော့ကောင်မလေးတွေမေးကြည့်တာပါဟောရတယ်ပြင်းလို့နာမလားလို့အဲ့ကောင်မလေးတွေနာမလားတဲ့အေးငါနဲ့တွေ့နာမယ်ငါဟောမယ်လေ तू ကနာမယ်လေအဲ့ဒါမတရားပွဲဖြစ်မှာပေါ့ကြောင်ကမတရားရဲ့ကြောက်ဟောလို့ဘုန်းကြီးယူကြီးဆိုစစ်တပ်ကဖမ်းတော့မင်းငါ့ကိုလာမကလိုက်ပြီပါအမကငါလုံးလို့ရဘူးလားငါယောက်ျားတွေနဲ့ငါအပေါင်းအသင်းကိုမလုပ်တာ
အဲ့ဒါဆိုကျွန်